ဒီ lesson တွေမှာလောက်တဲ့သူအကြောင်းပြနေတဲ့တင်းပြီးနေတဲ့လူတွေတော့ကျွန်တော်ဒီကနေဒီဗီဒီယိုတွေ့ရင်လည်းကြော်သွားလို့ရပါတယ်။ Okay အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ lesson နဲ့ပတ်သက်ပြီးမှကျွန်တော် quiz လေးအနေနဲ့ပေါ့နော်ကျွန်တော်ပြောပြဆရာလေးရှိပါတယ်ကျွန်တော်ရဲ့ knowledge အနေနဲ့ပါ Okay ကျွန်တော်ဒီနေ့ပြောပြချင်တဲ့အကြောင်းအရာကတော့အားလုံးအတွက်ဟုတ်ချင်မှဟုတ်လိမ့်မှာပေါ့နော်ကျွန်တော်တို့ဒီ lesson အကြောင်းပြီးတဲ့လူတွေတင်းနဲ့တက်နေတဲ့လူတွေစသဖြင့် lesson တွေမှာလောက်နေတဲ့လူတွေအတွက်ကတော့ကျွန်တော်မရည်ရွယ်ပါဘူးကျွန်တော်ကအဓိကတော့ကျွန်တော်အနေနဲ့ဒီ beginner တွေအတွက်ဒါမှမဟုတ်ကျွန်တော် pressure လေးတွေပေါ့နော်ဒီ lesson အကြောင်းစိတ်ဝင်စားနေတဲ့သူတွေအတွက်ပဲရည်ရွယ်ပါတယ် Okay ကျွန်တော်ဆက်သွားမယ်ဆိုတော့ကျွန်တော်ဒီနေ့ပြပြချင်တဲ့အကြောင်းအရာတွေကဘာလဲဆိုတော့ဒီ connection ၄မျိုးအကြောင်းပေါ့နော်ဆိုတော့အားလုံးတချို့ဒီတော့တည်ပြီးသားဖြစ်ပါလိမ့်မယ် connection ၄မျိုးကျွန်တော်တို့ lesson မှာချိန်ခံရပြီး connection ၄မျိုးရှိပါတယ်အဲ့ကောင်ကဘာလဲဆိုတော့ကျွန်တော် star connection data connection ကျွန်တော်တို့ဒီserial connection parallel connection ပေါ့နော် Okay ကျွန်တော်တို့ motor control ကကျွန်တော်လုပ်တယ်ဒါမှမဟုတ်ကျွန်တော်တို့ cell တွေမှာလုပ်တယ်ဆိုရင်တော့ဒီ data တို့ star connection တို့ကကြတော့ဒါအားလုံးနဲ့မစိမ့်တဲ့နေရာနယ်ပယ်လို့ပြောလို့ရတယ်ပေါ့နော် Okay ဒါမှမဟုတ်ဘဲနဲ့ကျွန်တော်တို့ကဒီဆောက်လုပ်ရေးတွေမှာကျွန်တော်တို့ condo တွေမှာလုပ်တယ်ဆိုရင်တော့ကျွန်တော်တို့ကျွန်တော်တို့ parallel connection တို့ဒီ serial connection တို့နဲ့မစိမ့်တဲ့နယ်ပယ်တစ်ခုဖြစ်ပါတယ် Okay ကျွန်တော်တို့ဒီအဓိကတော့ motor control တွေမှာဆိုတော့ကျွန်တော်တို့ဒီ star connection data connection ရှိပါတယ်ကျွန်တော်တို့ဒီအိမ်တွေမှာဒါမှမဟုတ်ကျွန်တော်တို့အဆောက်အဦတွေမှာဆိုရင်တော့ကျွန်တော်တို့ဒီမီဒီနဲ့ပတ်သက်ပြီးမှဒါမှမဟုတ်ကျွန်တော်တို့ဒီ battery နဲ့ပတ်သက်ပြီးမှပေါ့နော်ဒီ parallel connection ဒါမှမဟုတ်ကျွန်တော်တို့ serial connection ဆိုတာရှိပါတယ်ကျွန်တော်တို့ဒီမှာအရှင်းဆုံးပြောမယ်ဆိုတော့အိမ်တွေမှာဆိုကျွန်တော်တို့ဘယ်လိုမြင်နိုင်လဲကျွန်တော်တို့ဘယ်လိုသိနိုင်လဲဆိုတော့ကျွန်တော်ဖျားမီးတွေပေါ့နော်ကျွန်တော်ဖျားမီးတွေဆိုတော့များသောအားဖြင့်ကျွန်တော်တို့ဖျားမှာရှိရမိတ်တုံးမီဒီလေးတွေပေါ့နော်ကျွန်တော်စကားအသုံးလုံးမှားပါရင်တော့အားလုံးကျွန်တော်ဒီကနေပဲမြစ်တိုင်အခန့်ရှင်ပါတယ်ဆိုတော့ကျွန်တော်ဖျားရဲ့ဒီအနောက်မှာကျွန်တော်တို့ဒီတက်ပယ်တဲ့ဒီမီးတွေပေါ့နော်ကျွန်တော်အဲ့လိုပဲသုံးပါမယ်မီးလေးတွေဆိုရင်တော့ကျွန်တော်တို့ဒီ series ချိတ်ထားဖြစ်ပါတယ်ကျွန်တော်တို့ဒီအိမ်ဒီမှာဒီကျွန်တော်တို့ LED မီးဒီ9 watt တွေဒါမှမဟုတ်ကျွန်တော်4 mini ချောင်းတွေစသဖြင့်အဲ့ကောင်တွေကကျွန်တော်တို့ parallel connection ဖြစ်ပါတယ် Okay ကျွန်တော်တို့အဓိကပြောပြချင်တာကတော့ဒီ connection ၄မျိုးပေါ့နော် lesson မှာအခြေခံအဖြစ် connection ၄မျိုးရှိတဲ့အကြောင်းကျွန်တော်ပြောပြချင်တာဖြစ်ပါတယ်အခြေခံအဖြစ်ကျွန်တော်တို့ lesson မှာ connection ၄မျိုးရှိပါတယ်ဘာလဲဆိုတော့ကျွန်တော်တို့ star connection ကျွန်တော်တို့data connection serial connection parallel connection ဖြစ်ပါတယ် Okay ဒီနေ့ကတော့ဒီအကြောင်းအရာလေး၄မျိုးကိုကျွန်တော်ပြပြချင်တာဖြစ်ပါတယ်အခြေခံ beginner တွေအတွက်ပဲကျွန်တော်ဒီနှုတ်ပါတယ်ကျွန်တော်ဒီ lesson တွေမှာလုပ်တဲ့ဒီအကြောင်းပြနေတဲ့တင်းပြီးနေတဲ့လူတွေတော့ကျွန်တော်ဒီကနေဒီဗီဒီယိုတွေ့ရင်လည်းကြော်သွားလို့ရပါတယ် Okay ကျွန်တော်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဒီကနေပဲတစုံတရာ knowledge ရလိမ့်မယ်ကျွန်တော်မျှော်လင့်နေကျွန်တော်ဒီနောက်ပိုင်း AI နဲ့ပေါ့နော်ကျွန်တော်ဒီဗီဒီယိုလေးတွေကိုကျွန်တော်လုပ်ထားဥစ္စာလေးရှိပါတယ်အကောင့်လေးလည်းကျွန်တော်ပေးမှာ set တင်ပေးဖို့ရှိပါတယ်ဒီနေ့ထိတိုင်အောင်တင်တဲ့ဗီဒီယိုတွေဒီ test နဲ့ပတ်သက်မှ knowledge တွေကိုsupport ပေးနေကြတဲ့သူတွေအားပေးနေကြတဲ့သူတွေ like follow လုပ်ပေးနေကြတဲ့သူတွေအားလုံးကိုဒီကနေပဲကျေးဇူးအများကြီးတင်အကြောင်းပြောရင်းနဲ့ဒီနေ့မှာပဲဒီဗီဒီယိုအဆုံးသတ်ချင်ပါတယ် Okay see you next video ပါ